အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စာရေးဆရာစီနာရဲ့မြာရေးသားခဲ့တဲ့အမြတ်တာနဲ့ဖုတ်ဝင်သူဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးတော့ပါမယ်ဇာတ်လမ်းလေးမစမီကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးတော့ကြပါဦးခင်ဗျာကျွန်တော်ကတော့တင်ဆက်သူညံလင်းပါအထက်ဆရာကြီးများရဲ့တာဝန်ပေးချက်တွေကိုထမ်းဆောင်ရင်းမြန်မာနိုင်ငံအနှံ့ကိုကျွန်တော်တို့ရောက်ရှိခဲ့တယ်လူမျိုးစုံပညာရှင်မျိုးစုံတို့ကိုမြင်တွေ့ရသလိုစုံတိုက်နှက်တိုက်မျိုးစုံကိုလည်းကြုံတွေ့ခဲ့ရတယ်ရွှေဘိုမြို့ကဘုံကြီးကျောင်းတစ်ကျောင်းမှာတဲတုံးကဆိုရင်ကျောင်းနောက်ဘက်မှာရှိတဲ့ရေကန်ရှိတဲ့မမပြိုတွေထွက်လာတာကိုလည်းမြင်တွေ့ခဲ့ရတယ်ဆရာတော်ကိုလျှောက်ထားတော့အဲ့ဒီရေကန်မှာအဆောင်လျှောက်တွေရှိတယ်လို့မိန့်တော်မူတဲ့ကျွန်တော်ပညာကတာမန်လောက်ပဲရှိတဲ့အတွက်အရန်ရေးကြည့်တဲ့ကိစ္စတွေဆိုရင်ကျွန်တော်အစားဆရာကဖြည့်ရှင်းလေးရှိတယ်။နေမျိုးလေးတစ်မျိုးကိုရောက်တုံးကလည်းမိတွင်ထဲမှာဆုံးသွားတဲ့မင်းကလေးတစ်ယောက်သူ့အိမ်ကိုဆွဲပြီးချောင်းလန့်တာကိုလည်းကြုံခဲ့ရဘူးတဲ့။ပညာနုနယ်တဲ့ပယောဂဆရာတွေဆိုရင်တတွေးနဲ့တော့ဖိခံရတယ်။ကြုံခဲ့ရတာတွေပြောနေရင်ကုန်မှာတော့မဟုတ်ဘူးဒီတစ်ခါကြုံခဲ့ရတာတာမန်ဖြစ်ရုပ်ဖြစ်စဉ်လေးတစ်ခုပါပဲဒါပေမဲ့သူကတာမန်ဖုတ်ဝင်တဲ့တွေလို့မဟုတ်ပဲထူးဆန်းတာလေးတွေရှိခဲ့တယ်ဆရာနဲ့ကျွန်တော်ခရီးသွားနေရင်မမျော်လင့်မဲ့ရွာရကိုရောက်ရှိခဲ့တယ်ရွာထဲကိုဖြတ်မှဟိုဘက်မြို့ကိုရောက်မှမို့ရွာထဲကနေဖြတ်နေရင်အိမ်အိမ်ရှေ့ရောက်တော့အိမ်ရှိမှထင်းပေါက်နေတဲ့လူတစ်ယောက်ကကျွန်တော်တို့ကိုမြင်တဲ့အခါအိမ်ထဲကိုပြေးဝင်သွားတာကျွန်တော်ကအမှုမဲ့မှတ်မဲ့နေလိုက်တယ်အဲ့ဒီအချိန်ဆရာကတက်ခိုင်ခုနကပြေးဝင်သွားတဲ့လူကိုတွေ့လားအဲ့ဒါလူမဟုတ်ဘူးကျွန်တော်လည်းအံ့ဩသွားတယ်မျက်လုံးထဲမှာတေချာမြင်လိုက်တာကလူမလူစစ်စစ်ပါနာနာဘဝတော့မဟုတ်တာသိချတယ်ဒါပေမဲ့ဆရာကမဟုတ်ဘဲနဲ့ဘယ်တော့မှအဲ့လိုပြောမှမဟုတ်ဘူးဒါဆိုလူမဟုတ်ရင်ဘယ်သူလဲဆရာအဲ့ဒါဖုတ်ဝင်နေတဲ့သူပဲအသက်မရှိတော့တဲ့ခန္ဓာထဲမှာနေရာဝင်ယူပြီးလူတယောက်လိုဟန်ဆောင်နေတာဖုတ်ဝင်သူတွေဆိုတာမျိုးမျိုးရှိတယ်တချို့ကအစားတောက်စားခြင်းလို့ဝင်တယ်တချို့ကကိုယ်ငွေလုံခြင်းလို့ဝင်တယ်တချို့ကလူဘဝကိုစိတ်မကုန်သေးလို့တာမန်လူတယောက်လိုနေထိုင်ကြတယ်ရခင်ကဆိုဖုတ်ဝင်ပြီးနေတဲ့သူကမိမယူပြီးကလေးတွေတောင်မွေးထားသေးတာလို့ကြားဘူးတယ်ခုနကလူကလည်းတာမန်လူလိုထင်ရပေမဲ့သူ့မှာတက်ရှိတယောက်ရဲ့ကိုယ်ငွေတွေမတွေ့ရဘူးတာမန်လူတွေမမြင်နိုင်တဲ့အတွက်သူ့ကိုမိသားစုဝင်တယောက်လိုပဲမြင်နေကြတာဖြစ်မယ်ဒါဆိုဒီတိုင်းထားရင်ရောဘာဖြစ်မလဲဆရာသူ့အပြုတ်မှုကိုမေးကြည့်ရမှာပေါ့ဒါပေမဲ့ဖြစ်ရုပ်ဖြစ်စဉ်နဲ့ဆန့်ကျင်တဲ့ဘယ်အရာမဆိုငါတို့တားရမယ့်တာဝန်ရှိတယ်ဒီညဒီရွာမှာပဲတည့်ရအောင်ကျွန်တော်တို့လည်းရွာဦးကျောင်းမှာတည့်ရင်ကပ္ပယကြီးကိုနေ့လယ်ကတွေ့ခဲ့တဲ့လူအကြောင်းမေးကြည့်ခဲ့တယ်ဒီကဧည့်သည်တွေမေးတော့လဲပြောပြရတာပေါ့နေ့လယ်ကဧည့်သည်တို့တွေ့ခဲ့တဲ့လူကဦးထုံးလူဖြစ်မယ်သူကအဲ့ဒီအိမ်ရဲ့အိမ်တော်ဦးစီးလေးသူ့မှာနာမည်ပြတ်တော့မရှိပါဘူးအိမ်ကိုလည်းသူပဲရှာကျွေးနေတာမနေ့ဆိုတောထဲသွားထင်းခွေညနေဆိုထင်းခွဲရလာတဲ့ထင်းတွေကိုရောင်းချပြီးသူ့မိသားစုတွေကိုရှာကျွေးနေတာတကယ်တာဝန်ကြီးတဲ့သူတစ်ယောက်ပါကပ္ပယကြီးပြောတာကြားတော့ကျွန်တော်လည်းစဝေးစဝါဖြစ်သွားတယ်ဒါပေမဲ့ဆရာပြောတဲ့စကားကိုလည်းမယုံလို့မရပြန်ဘူးဒါနဲ့ဦးထုံးသူကတာမန်လူတယောက်လိုပဲသွားလာစားတော့နေတာပေါ့ဟုတ်လားကပ္ပယကြီးဟုတ်တယ်လေတာမန်လူလိုပဲနေတာသူရင်ကနေမကောင်းတာတွေထိခိုက်တာတွေရှိခဲ့ဘူးသေးလားအေးမရှိဘူးကွဟောမှတ်မိပြီရှိခဲ့တယ်လွန်ခဲ့တဲ့နှစ်ကတောထဲမှာထင်းခွေသွားရင်တောဝက်ပတ်တာကြုံခဲ့ရတယ်ဒါရရတာတော်တော်များတယ်
ဒါပေမဲ့သူကမတည်ပဲပြန်ကောင်းလာလို့တရွာပြန်ထုံးလူလို့တောင်စားတော့ကြသေးတယ်ကျွန်တော်လည်းပြောလိုက်မိတယ်လူချင်းတဲ့အချက်ကိုသိလိုက်ရပြီလေအဲ့ဒါဆိုဦးထုံးလူကရွာเจ้าကိုလာတာကောမြင်မိသေးလားအရင်ကတော့တစ်လတစ်ခါလောက်တော့ဆရာတော်စီလာတာတွေ့တယ်နောက်ပိုင်းမတွေ့ဖြစ်တော့ဘူးစီးပွားရေးအဆင်မပြေတာနဲ့လာဖို့မိနေတယ်ထင်ပါတယ်ငါလည်းတွေ့ရင်တတိပေးလိုက်အောင်မယ်ကဲဘုရားရှိခိုးခြင်းရောက်ပြီဆိုတော့သွားလိုက်အောင်မယ်ကွယ်ထသွားတဲ့ကပိယကြီးကိုရှိပြီးကျွန်တော်ဦးထုံးလူအကြောင်းကိုတွေးလိုက်ပြီးတယ်မနေ့မိုးလင်းတော့ကပိယကြီးပြင်ထားပေးတဲ့မနေ့စာကိုစားရင်ကပိယကြီးရွာထဲခဏလိုက်ကြည့်မလို့ဆရာတော်စီလျှောက်ပေးပါအောင်လို့ပြောတော့ကပိယကြီးကသွားစာရှိတာသွားပါဆရာတော်ကဒီအချိန်တရားထိုင်နေပြီတော့ကြည့်ကြဘာမှမဖြစ်ဘူးကျွန်တော်တို့လည်းခွင့်ရတာနဲ့ရွာထဲကိုထွက်လာခဲ့လိုက်တော့တယ်ဦးထုံးလူအင်းရှိရောက်တော့အင်းရှိတို့ဒါဦးထုံးလူအိမ်သားလို့ခေါ်လိုက်တော့အိမ်ထဲကနေအမျိုးသမီးတယောက်ထွက်လာတာတွေ့လိုက်တယ်ဖေးရဲ့တည်ရလားဖေးမရှိဘူးရှင်တော့ထဲထင်းခွေသွားတယ်ဘာကိစ္စများရှိလို့လဲထိုအခါကျွန်တော်ကကိစ္စကတော့ထူးမရှိပါဘူးသူလာရင်ဒီစာရွက်လေးပေးပေးပါသူမယူဘူးဆိုရင်သူ့ရဲ့အောက်မှာထည့်ထားပေးပါဆိုပြီးအင်းစာရွက်ကိုထုတ်ပေးလိုက်တယ်ရွာထဲကနေပြန်ရောက်တော့ဆရာနဲ့ကျွန်တော်တရားထိုင်ဖြစ်တယ်နေ့လယ်စားချိန်ရောက်တော့ရွာသားတယောက်ကရေးကြီးတော့ပြန်နဲ့ကြောင်းထက်ပြေးဝင်လာတယ်ဆရာတော်ဖေဦးထုံးလူဧည့်သည်တွေကိုတတ်ဖို့ဓာဆွဲပြီးလာနေပါပြီဗျကပိယကြီးကရုတ်တရက်ထားလိုက်ပြီးကျွန်တော်တို့ကိုလှမ်းကြည့်တယ်ဆရာတော်ကလာရင်ကျောင်းပေါ်တက်ခိုင်းလိုက်ကွာထုံးလို့တကောင်မိုက်ပြန်ပြီးထင်တယ်ကျွန်တော်တို့ထားကြည့်လိုက်တော့ဓာကိုကိုင်ကကျောင်းအဝမှာရက်ပြီးဆဲဆိုနေတဲ့ဦးထုံးလူကိုတွေ့လိုက်ရတယ်ဒါပေမဲ့သူကလုံးဝကျောင်းထဲမဝင်တာထူးဆန်းနေတယ်ရွာကလူတွေကဆရာတော်ကိုကြောက်လို့မဝင်တာလို့ထင်နေကြတယ်ဆရာတော်ကကျောင်းပေါ်ကနေဟဲ့ထုံးလူဒီကဧည့်သည်တွေကမင်းကိုဘာလုပ်လို့တော့ဒီကောင်တွေကျုပ်နေမြအောင်လုပ်တော့မှဒီကောင်တွေကိုတတ်မယ်အပြင်ထွက်ခဲ့ဆိုပြီးအော်ဟစ်နေပါလေရောအဲ့လိုပြောတော့ဆရာတော်ကဧည့်သည်တွေကသူ့ကိုဘာလုပ်မိလို့တော့မမြတ်တာလဲတကယ်တော့ဒီလူဟာဦးထုံးလူမဟုတ်ပါဘူးဗျဦးထုံးလူရဲ့ကိုမှဝင်ပူးနေတဲ့နာနာဘာဝပါဗျလွန်ခဲ့တဲ့နှစ်ကဦးထုံးလူကတော်ဝဲပက်လို့ဆုံးသွားခဲ့ပါပြီသူအသက်ထွက်ခါနေမှနာနာဘာဝတကောင်နေရာဝင်ယူလိုက်တာပါဒါဆိုဒီတကားလေးပြောတာကဦးထုံးလူကဖုတ်ဝင်နေတာပေါ့ဒါဖြစ်နိုင်ပါမလားဖုတ်ဝင်နေတယ်ဆိုရင်အင်္ဂါမိသားစုတွေကိုရှာကျွေးနေပါမလားတပည့်တော်လည်းထူးဆန်းနေပါတယ်ဗျာအခုဆရာတော်ဖွင့်ပြမယ်ဆိုရင်ဒီကျောင်းအဝမှာတပည့်တော်ဖြစ်ရှင်းပေးပါမယ်ခွင့်ပြုတော်မူပါဗျာတကယ်ဆိုဆရာတော်ကဘာမှမပြောလို့ပါဘူးသူမိသားစုကရောလက်ခံပါမလားဧည့်သည်တို့အတွက်အန္တရာယ်ရှိနိုင်တယ်သူမိသားစုကိုလည်းယုံအောင်တပည့်တော်ကြိုးစားပြီးပြောပြပါမယ်ခွင့်ပြုပါဦးဗျာဆရာတော်ရဲ့ခွင့်ပြုချက်ရတော့ကျွန်တော်တို့ကျောင်းဝကိုဆင်းလာခဲ့တယ်ကျောင်းဝရောက်တော့ဓာတ်ဝင်းဝင်းနဲ့ကျွန်တော်နဲ့ဆရာကိုခုတ်ဖို့တကယ်လုပ်နေတာဦးထုံးလူဘယ်လိုဖြစ်တာလဲခမရနဲ့ကျုပ်ကအရင်ညွှန်းမှမရှိတာကဲပါကိုအမိဘယ်လိုဖြစ်လဲပြောပါဦးအဖေပြန်လာတော့ဒီကဧည့်သည်တို့ပေးတဲ့စာရွက်ကိုပေးလိုက်တယ်အဖေကအဲ့စာရွက်ကိုမြင်တော့ပြစ်ထုတ်ခိုင်းတယ်ကျမလည်းပြစ်ထုတ်လိုက်တော့အဖေကဓာဆွဲပြီးတီကိုလိုက်လာတာပဲဒီရွာလုံးလာကြည့်တဲ့လူတွေကများလုံးလို့အုံခဲနေတာထိုအခါဆရာကဒီလောက်နေရရင်တော်ရောပေါ့ဘာလို့တဘာဝကိုစန့်ကျင်ချင်ရတာလဲခမည်းပဲသူလဲပြောတခြားကခမည်းကဥထုံးလို့မဟုတ်ဘူးဟိုးမဖြစ်နိုင်တာဘာလို့လျှောက်ပြောနေတာလဲစကားတန်တွေကကြွစီပေါ်လာတယ်ထိုအခါဆရာကကြုတ်ပြောတာကိုကြုတ်သိပြမယ်ကပ္ပယကြီးအခေါင်းတစ်လုံးနဲ့ရိုးသုံးလုံးအ
အသင့်ပြင်ထားပေးပါကဲဦးထွန်းလူခင်ဗျားကဦးထွန်းလူဆိုတာသိချရင်ဒီတားထားတဲ့စီးဝိုင်းကိုကြော်လာခဲ့ပါဆိုပြီးစီသုံးတန်တားလိုက်တယ်ရွာသားတွေထဲကတယောက်စီးထဲကိုကြော်လာလိုက်ပါတာမန်လူဆိုရင်ဘာမှမဖြစ်ပါဘူးရွာသားတယောက်ကစီးထဲကိုဝင်လာလိုက်တယ်ကဲအားလုံးမြင်ပဲနော်ဘာမှမဖြစ်ဘူးဦးထွန်းလူခင်ဗျားကတကယ်ဦးထွန်းလူဆိုရင်ဒီစီးလေးကိုကြော်လာခဲ့ပါအဲ့လိုပြောလိုက်တော့မျက်လုံးတွေဖြူပြီးကျွန်တော်တို့ကိုစိုက်ကြည့်နေတာခင်ဗျားကဒီမိသားစုကိုလှုပ်ကျွေးနေတယ်ဆိုတာသိရလို့ကျုပ်တို့လေးစားပါတယ်ဒါကြောင့်ကျုပ်တို့ခင်ဗျားကိုနာကျင်အောင်မလုပ်ချင်ပါဘူးအေးဆေးဆေးဒီကနေထွက်သွားပါလို့ကျွန်တော်တို့ပြောတာကိုရွာသားတွေကနားမလည်အောင်ဖြစ်နေတယ်တယောက်တစ်ပေါက်နဲ့ပြောနေကြတယ်ဟိုအခါဆရာကဟိုကလေးမလေးမင်းကဦးထုံးလို့သမီးလားဟုတ်ကဲ့အဲ့ဒါဆိုမင်းဖေဦးထုံးလူကလွန်ခဲ့တဲ့နှစ်ကတော်ဝက်ပတ်လို့ဆုံးသွားပြီသူခန္ဓာကိုယ်ကိုတခြားတယောက်ဝင်ပူးထားတာအဖေကအလို့မဟုတ်ဘူးတာမန်လူလိုပဲနေတာအခုထိဘာမှဒုက္ခမပေးခဲ့ဘူးမဟုတ်ဘူးလိန်နေတာကျွန်တော်စိတ်ညစ်သွားတယ်ဘယ်လိုဖြေရှင်းရမလဲတွေးနေတော့ဦးထုံးလူတစ်ဖြစ်လဲဒီကမိတ်ဆွေခင်ဗျားပြောမလားကြောက်လို့ရမလားလို့ဆရာကမေးတော့မှငါသိတယ်ဒီရွာကိုသူတို့စားကြောက်ကလေးကငါသိတယ်ငါကူကညံ့တာငါသွားပေးမယ်ငါမှမင်းတို့ကိုမနိုင်တာဦးထုံးလူကအဲ့လိုပြောတော့ဆရာကနေအောင်မသွားနဲ့အောင်ခင်ဗျားပဲသူလဲဆိုတာပြောသွားကျုပ်ကဥဖို့လူလို့ပြောလိုက်တာနဲ့ဥဖို့လူဆိုတာထုံးလူဖေးလေးသူကတည်သွားတာကြာပြီဟုတ်ပါမလားမဖြစ်နိုင်ဘူးထင်တယ်ရွာသားတွေရဲ့စကားတွေကထွက်လာပြန်တယ်အဖေကဘာတွေပြောနေတာလဲအဖေကဘာလို့အဖိုးနာမည်ပြောနေရတာလဲငါသားထုံးလူတော်ဝက်ပခံရတော့ငါသူ့ပေးနာမှာရှိနေတာငါမြေးတွေကိုစိတ်မချလို့သူ့ကိုယ်ထဲဝင်ပြီးလှုပ်ကျွေးနေတာအခုငါသွားရတော့မယ်ငါနေမရတော့ဘူးမြေးလေးတို့ပြူဆိုင်ကြကိုကောင်းတွေတာအောင်နဲ့ထုံးကျော်တို့ငါမြေးတွေကိုဆောက်ရှောက်ကြနော်ငါသွားပြီနော်လို့ပြောပြီးဘိုင်းနဲ့အယုတ်ကျပြက်လဲကျသွားတယ်ကျွန်တော်လည်းအသင်လှုပ်ခိုင်းထားတဲ့အကောင့်တွေထဲဖို့လှုပ်ချိန်မှာတပြေးပြေးအသားတွေကွာကြလောက်ကောင်တွေတစ်ခွက်ခွက်ထွက်လာတော့ကိုမြင်လိုက်ရတယ်။အော်တန်ရောစင်ဆိုတာဘဝချနေတာတော့လှုပ်ကျွေးနေရသေးတာပဲလို့တွေးလိုက်မိတယ်။ကျွန်တော်တို့လည်းဆရာတို့ကိုရှောက်ကနောက်တနေရာကိုခရီးဆက်ခဲ့လေတော့တယ်။ရွာကအထက်မှာတခိုင်ဟိုပင်မှာဥဖို့လူနေတယ်ဆိုပြီးရွာထိပ်ကစီးပင်ကိုလက်ညှိုးထိုးပြတယ်။ကျွန်တော်လည်းစီးပင်ကိုကြည့်ပြီးလက်ပြကကျွန်တော်တို့သွားပြီးဥဖို့လူရဲ့နောက်ထပ်အဲ့လိုမလုပ်နဲ့တော့လို့ဟောပြောတော့စီးပင်ကအဲ့လိုလှုပ်လာတာမြင်လိုက်ရတယ်။တဖြည်းဖြည်းနဲ့စီးပင်ကြီးကအဝေးမှာမှုံပြစွာကြံခဲ့လေတော့တယ်။